နောင်နာရီနဲ့မကြံခဲ့စေဖို့အတွက်လူတစ်ယောက်ကိုလက်မလွတ်ခင်မှာကိုပြန်ပြီးတော့စစ်ဆေးတဲ့အကြောင်းအရာလေးတွေကိုကျွန်မပြောပြချင်ပါတယ်ကျွန်တော်တို့တစ်ခါတလေမှာ relationship တစ်ခုမှာကိုကအရင်စိတ်ပင်ပန်းလို့ပင်ပန်းဖြစ်နေရတယ်ဟာသူနဲ့နေရတာငါစိတ်အရန်ပင်ပန်းနေသူ့ကိုလက်လွတ်လိုက်တော့မယ်လို့မဆုံးဖြတ်ခင်မှာကိုပြန်ပြီးတော့မိကွန်းလေးတွေမေးကြည့်စေချင်ပါတယ်ဒီနေရာမှာလုံးလေးရှိတဲ့အမှားတစ်ခုကဘာလဲဆိုတော့ကိုချစ်သူရဲ့ဒီအကျင့်စရိုက်တစ်ခုခုကိုပြင်ပေးဖို့အတွက်စူးစမ်းမိနေတာဖြစ်ပါတယ်။ဥပမာကိုကသူနဲ့ဒီမတွဲခင်တုန်းကတော့သူ့ရဲ့အကျင့်စရိုက်တွေကိုကိုကဒီနားလည်ပေးနိုင်တယ်။ဒါပေမဲ့တကယ်လဲတွဲရောသူ့ရဲ့အဲ့ဒီအကျင့်စရိုက်ကိုကိုကမကြိုက်ဘူး။စွတ်တင်းပြင်ပေးဖို့စူးစမ်းတယ်။တစ်ဖက်ကဒါကိုမပြင်နိုင်ဘူးဖြစ်နေတယ်ဆိုတာမျိုးပေါ့။အားလုံးမင်္ဂလာပါကျမတို့အီမွေပါအချစ်ရေးနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးအဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့အတိတ်ကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေအရင်ကချစ်သူနဲ့ရခဲ့ပူတဲ့ဒဏ်ရာဟောင်းတွေကိုခုလက်ရှိချစ်သူပေါ်မှာသွားပြီးတော့ပုံချမိနေတာဖြစ်ပါတယ်အရင်လူကဖောက်ပြန်သွားတယ်အဲ့ဒီခါမှာကိုယ့်ရဲ့အခုလက်ရှိချစ်သူကကိုယ့်ကိုဘလောက်ပဲသစ္စာရှိပေးနေကိုကသူဖောက်ပြန်မိနေလားဆိုပြီးတန်တရားတွေဖြစ်ပြီးတစ်ချိန်လုံးဆွဆွဲနေမိတာမျိုးပေါ့ဒီမေကိုနှစ်ခုကိုကိုပြန်မေးကြည့်ပြီးတော့ကိုပြန်စမ်းစစ်ကြည့်ဖို့လိုပါတယ်တကယ်တော့လမ်းခွဲတယ်ဆိုတာကအလင်းဆိုလို့ဆုံးဖြတ်ချက်တွေချပြီးတော့စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်မှာလမ်းခွဲမယ်ဆိုပြီးတော့ပြောရတဲ့အရာမျိုးမဟုတ်ပါဘူးကိုအတွက်စီးပေါင်နေချမယ်ပြီးလို့ရှိရင်ကိုအကောင်းဆုံးလုပ်ပေးခဲ့တယ်အကောင်းဆုံးညှိနှိုင်းပေးခဲ့ပေမဲ့အဆင်မပြေလို့လမ်းခွဲလိုက်တယ်ဆိုပြီးတော့တခြားစဉ်းစားပြီးလမ်းခွဲမှသာလင်ကိုဘွားအတွက်နောင်တတွေစိတ်ပူပန်စရာတွေကြံမနေခဲ့မှာဖြစ်ပါတယ်အရှိကိုရဲ့အခြေရေးမှာဒီနေရာမှာပဲရက်တန့်လိုက်ရမှာလားရှေ့ဆက်သွားရမှာလားဆိုတော့ကိုဝေခွဲမရဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျမနဲ့1-on-1 coaching session ယူပြီးတော့ဆွေးနွေးလို့ရပါတယ်